အခုဒီကျွန်တော်တို့ကဘာမှအမားမရှိသေးဘူး မင်းအဲ့စာကတ်ထားတယ်ဒါဆက်တော်ရေးလမ်းကြောင်းမှာဆက်တော်ရေးလမ်းကြောင်းဥပဒေရမင်းအဲ့လိုစာကတ်လို့ရတယ် တက်နေရခိုင်းတာလေတက်နေရခိုင်းတယ်လို့ကျွန်တော်မလုပ်အောင်လား ရတယ် တက်နေရခိုင်းတာကျွန်တော်မလုပ်အောင်လားပြော တက်နေရခိုင်းတယ်ရှင်းမယ်နားလေမင်းကောင်းလေဟဲ့မင်းကောင်းလေ ကျွန်တော်တာဝန်ရပြောနေတာ မင်းကတာဝန်ဆိုငါတာဝန်ရှိတယ် ဟုတ်တယ်ဘုံတာဝန် တနေ့လုံးကအောက်ချုပ်နေတာ အေးအဲ့ဒါကျွန်တော်ကလည်းဘုံမလို့နဲ့ကျွန်တော်ဘုံမလဲဟိုကဘုံလည်းပညာတယ်ပဲကျွန်တော်လည်းပညာတယ်ပဲ မင်းဘယ်တက်ကတက်တယ်ငါကြည့်မင်းတက်ကတက်တယ် အဲ့ဒါမပြောနဲ့ ဘိုင်းစာချင်းတော့ထွက်လာ အဲ့ဒါကိုမပြောနဲ့ဘုံမှုအခုဘုံမှုတာဝန်လေဘုံမှုမလိုက်စီမှာတာဝန်ရှိတယ်ကျွန်တော်လည်းဒီမှာကျွန်တော်တာဝန်ရှိတယ် အေးဘာဖြစ် ကျွန်တော်တာဝန်ရှိလို့ကျွန်တော်ပြောတာ မင်းတာဝန်ကဒီကိတ်တဲ့ကိတ်ပဲရှိတယ် မဟုတ်လေအဲ့ဒါဘုံမမေးတာတမျိုးလုံးကျွန်တော်တာဝန်ရှိတယ် မင်းတို့တာဝန်ရှိတက်တယ်ကဒီကစောက်ယူတာ အေးတက်နေမှုတာဝန်ပေးတာလေတက်နေမှုတာဝန်ပေးတာလေ တက်တယ်ကပေးပါတာဝန်ပေးတယ်ကျေးတယ်ဗျစားရကျေးတယ်ဗျ တက်နေမှုကိုမေးတက်နေမှုကိုမေး မေးစရာမလိုငါအခုတက်တယ် အေး မလို့ အခုကကျွန်တော်အခုတက်နေမှုဖုံးဆက်မှာ ဆက် ဘုံမှုဝင်နေအောင်ကျွန်တော် ဆက် အခုဆက်မှာ ခုဆက် အခုဆက်မှာ ပြောမယ်မင်းပြောမယ်ငါလည်းပြောမယ် ကျွန်တော်လည်းပြောမယ်ဟုတ်ပြီနော်ကျွန်တော်ကဘာမှပြောတာရိုင်းတိုင်းမှုပြောတာမရှိဘူးတစ်ခွက်လုံးရှိတယ် မင်းပြည်သူစစ်ကသူတို့လုပ်တယ်ဟဲ့စစ်သားစစ်တွေဘာလုပ်နေလဲပြောရဲစစ်တွေဘာလုပ်နေလဲတွေ့မယ်မဆက်ခုဆက် ဆက်တယ် အေးမင်းလည်းငါတွေ့ချင်တာကြာပြီဟဲ့စီကျူဟုတ်ပါဘူးတိုင်းဆိုင်ရထွက်တယ်ကောင်တွေးကြသေးတော့ပေါ့မင်းဆိုင်တော့မကဲတယ်ဟဲ့ငါတော့ဘယ်ကောမကဲတယ်နော်ဒီလိုခွဲချပြန်မနားရလားစောက်ရှိဖို့အစားပဲကွာနော်အစားပဲကွာဒီတော့ကကြည့်နေတာစောက်ပါလာဝတယ်အေးလိုးတယ် ကျွန်တော်တို့ကအကုန်လုံးကိုပြောတာ စားခုဆက်ပြောတာဆက်တော့ရကိုခွဲကြပြန်မင်းဆက်ခမ်းပဲလာပြီဆက်ဖြည်းဖြည်းပြောင်းချောနေဘေး low flight စားချင် ဘုံမှုစကားပြောတာအရန်ဟိုလွန်နေပြီနော်ကျွန်တော်ကဘာမှမဖြစ်ဘူး တော့တော့ဒီဖြစ်လားစားတော့ခုပဲစား ဘူးဘုံမှုတော့ကိုင်ဘူးဘုံမှု ဆက် တော့ကိုင် ဆက်မင်းဆက်မင်းဆက်ငါပြောပြီအေးဒိုးတွေးကြသေးတယ်ဗျမင်းမင်းပါကောင်းလားကောင်းလားပြကြသေးတယ်ဟုတ်လားဂိမ်းမှာလာပြီးစောက်ပါလာပါပြီးငါပြလာပြီးတော့မင်းဖားလဲပုံမှုတော့ပါတယ်လာလို့ ဘုံမှုကကျွန်တော်မပြောဘူး တွေ့တယ် အခုတက်နေဘုံမှုတက်နေတယ်ဘုံမှုမကိုင်သေးဘူးဘုံမှု အေးဆက် အဘဒီမှာကျွန်တော်ဟိုတုံးကိတ်မှာပါတုံးကိတ်မှာကျွန်တော်တို့ကဟိုနေ့အဘဟိုလုံလုံလေးစကူးမှာဝီတုံလုံးဝင်ကကျွန်တော်တို့မှန်ချပါဆိုတဲ့စာတွေကတ်ခိုင်းနိုင်လေပါကားတွေကိုလေအဲ့မှာကျွန်တော်တို့ကမှန်မချတဲ့ကားတိုင်းကိုမှန်ချခိုင်းတာပါချခိုင်းတော့အဲ့မဲ့အခု80ဗန်နဲ့ကားတစ်စီးလာတယ်လာတော့ကျွန်တော်တို့ကဘယ်မှမသိဘူးမှန်မချတဲ့အတွက်မှန်ချပါလို့ကျွန်တော်လမ်းပြောတယ်လမ်းပြောချိန်မှာအဲ့ကားကလာတယ်ကျွန်တော်တို့ကလာထိုးလာပြီးသူကမလိုင်းစီမန်ကဘုံမှုဝေပြိုးတယ်ဝေမှုဝေပြိုးဆိုကျွန်တော်တက်နဲ့လည်းချိန်တယ်မင်းဘာတာဝန်လဲမင်းဘာတာဝန်ချင်းကမလိုင်းစီမန်ကလည်းလက်ပြဘုံကြီးလည်းထုတ်ပြီးတော့ကျွန်တော်တို့ခွဲပလိုက်မယ်လို့ပြောတယ်ဘုံမှုမင်းကျွန်တော်တို့ကဒီမှာကျွန်တော်တို့တက်နေမှုကတာဝန်ပေးထားဆိုတော့မင်းတက်နေမှုကတာဝန်ပေးထားတယ်မင်းကျင်းတန်းရှိလားတဲ့တာဝန်ရှိလားတဲ့ကျွန်တော်မိတ်လာတစ်မျိုးလုံးကမင်းတာဝန်ယူထားတာဒီတာဝန်ပဲရှိတာမင်း flight စာချင်းထွက်တယ် ပြောပြီးငါပြောမယ်မင်းပြောပြီးငါ ဟု ပြော တ်တယ်ဘုံကနလေးဘုံပြောတဲ့စကားတွေပဲကျွန်တော်ပြောရတယ်တန်းရတွေမပြောဘူးကျွန်တော်တို့ကတန်းနဲ့လည်းချိန်တယ်လက်ပြဘုံနဲ့လည်းခွဲ